ကျောင်းဆရာမကြီးလေဟယ်လိုဆရာမကြီးဟုတ်ကဲ့ရှင်ဟုတ်ကဲ့မဆန်းဆန်းဝေးဘာလုပ်နေတော့ဟုတ်ကဲ့အခုပဲနိုးတာဟုတ်ဖျားပန်းလေးတွေလဲပြီးတောက်တော်ကြီးကတ်နေလို့ဒီနေ့အားလားမသိဒီနေ့လားဆရာမကြီးဟုတ်တယ်ဒီဟုတ်ကဲ့အားပါတယ်အားလို့ရှိရင်ကျောင်းခဏလောက်လာခဲ့ပြီနော်ဟုတ်ကဲ့ရှင်အဲ့ဒါဆိုကျွန်မခဏနေရလို့ရှိရင်ဖီးလိမ့်ဝစ်စားပြီးလာခဲ့လိုက်မလို့နော်အခုကဘာမှမဝစ်စားထားသေးလို့ဟုတ်ကဲ့စိတ်ရှုပ်ကိုကောင်းလူရသည်တနွေရသည်လို့သူ့လုံးကြည့်ပဲလိုက်လုပ်နေတယ်အိမ်ပြန်မွေးရမျိုးပြန်ဆိုလည်းမပြန်အဲ့ကြောင်လေးမှမနေကို့အိမ်ကအလုပ်ကိုကောင်းကောင်းမနေတာမလုပ်ရဘူးဟိုညတကောင်ကြာယောက်ျားနဲ့ရှိချင်ညူတိတိတူနေပြီဆိုဖုံးဆက်ပြီးမနဲ့အားလားမနဲ့အားလာခဲ့ပြီးပါဦးစိတ်ရှုပ်တကယ်ပဲယောက်ျားနဲ့ရှိချင်ညူတိတိတူနေပြီဆိုဖုံးဆက်ပြီးမနဲ့ကြာလာခဲ့ပြီးပါဦးကျောင်းပိတ်တယ်အိမ်ပြန်ဆိုလည်းမပြန်ခဏလေးပြောညနေရမယ်ဟိုညနေဟိုမိုးချုပ်9နာရီ10နာရီလောက်မှငါပြန်စိတ်ကဲဟဲ့ငါလှလာကြည့်ဟမ်ဟုတ်ကဲ့လှတယ်တီးတယ်ငါကငါစိတ်ညစ်တွားရအောင်ဟောမလီကျောင်းမတော့ခင်ရှက်ရှော့လေးတောက်လာလားချိန်လည်းရှိပါလို့နောက်ကြလည်းဘာမှမထူးငါတို့တစ်ချိန်ငါချိန်မယ်ကျောင်းချိန်မယ်ခေါ်တနေကုန်တနေကန်းနေရမှာမနေနိုင်ဘူးအလုပ်တွေခိုင်းပြီးပင်မန်းတော့မှငါရှက်ရှော့လေးကြိုတောက်သွားအောင်မှာကျောင်းနောက်ကြလည်းနောက်ကြပါဘူးစောင့်နေအဲ့မှာကျောင်းမှာတယောက်ကျောင်းမှာနေတဲ့နေကင်းတောက်ဖို့နှလုံးလောက်ကြောက်ယူသွားမှာပါအမလီသူ့ဖို့ယူသွားရအောင်မယ်အမလီငါတဘူးသူ့တဘူးယူသွားလိုက်စိတ်ညစ်တမီကောင်ကွာဒီနေဆိုတာလဲမိုးမလင်းသေးဘူးလောက်ပူလောင်နေကြတယ်ငါ့ကိုကျောင်းနေရတယ်ကွာဝင်ဟုတ်ပါဟောလို့ပြီပါဟဲဟိုကောင်နေအမလီဂိမ်းစော့စရာရှာလို့ရက်ကွက်ကလမ်းထိပ်မှာလာစော့နေကိုအိမ်မှာကိုစော့ကြပြီးရောဆရာမကလည်းအိမ်မှာစော့ဖီးမလာလို့လမ်းထိပ်မှာလည်းစော့မလီဟဲဖြစ်မှဖြစ်ရလေသူများတကကြီးကျူရှင်တွေကြိုတက်နေပြီတက်ကြပါလားကျူရှင်ဘက်နဲ့ဂိမ်းမဲ့အားချိထိုင်စော့နေကြတက်ရှင်လေးပါဘာဖြစ်လို့တော့အောင်ဆရာမထွက်သေးတော့အောင်လားမအောင်လားမသိကြဘူးမလီဟဲဆရာမတက်နေအခုပြေးတောင်းဝင်လဲဘယ်သွားရမှာတော့ဘယ်သွားမလို့မင်းတို့မိတွေခေါ်လို့ပေါ့သိလားမင်းတို့မိတွေဆိုတာကျောင်းကြီးကိုပြောကျောင်းကြီးသွားလိုက်အောင်မယ်စပါတာလို့မဝဲကြည့်ရောလေလီဟဲအပြင်မှာလဲမဟုတ်ဝဲကြွေးကိုင်းကျောင်းတိုင်လဲမဟုတ်ဝဲကြွေးကိုင်းနေအောင်ဆရာမစီမာဒီမှာရှက်ရှော့နှစ်ပလင်းမဲ့ပါလာတယ်နော်ငါတပလင်းနင်တို့မိတွေတပလင်းတောက်မလို့ရောအခုလည်းပဲနင်တို့ကတောက်လိုက်တော့ငါတို့မတောက်တော့ဘူးရောတောက်ဒီပူနေရဲ့ရှင်ငါ့ကိုခေါ်နေချင်အော်လုံးစောသူကမြဘာမှလုံးမရှိဒီစိတ်ဆိုးကျမရောက်ပြီရှင်ကျောင်းထဲဝင်လာတော့မျက်နှာတစ်မျိုးငါမြင်တော့မျက်နှာတစ်မျိုးactive passive မှာဆိုလို့ရှိရင်နော် active မှာဆိုရင် subject verb object passive ပြောင်းတဲ့အခါကျလို့ရှိရင် object ကို shape လုပ်မယ် verb plus subject ကိုဘာနဲ့ပြန်ခေါ်မလဲ by နဲ့ပြန်ခေါ်မယ်နင်တို့ကိုစကားမပြောနဲ့လို့ဒါလောက်အတန်ပြောနေစာသင်နေချိန်စကားမပြောနဲ့လို့ပြောထားတာစာအုပ်ပြန်ကောက်ခဲ့ဟုတ်ကဲ့ဆရာမဒီမှာတင်ထားခုံပေါ်စာအုပ်ကိုဟောရာနဲ့အကြောင်းဆရာမဖုံးကွဲဝိုက်လာမသိဘူးပေးငါ့ကိုမကွဲဘူး Oppo A38 အကျန်းခံတယ်ငါယောက်ျားဝယ်ထားပေးတာဟုတ်ကဲ့ဆရာမတော်သေးရပေါ့အမလေးညောင်းလိုက်တာမှရဲ့ခေါင်းလေးပါကြိုက်တယ်မဆန်းဝေနောက်တန်းချိန်ရှိသေးလားအမရှိသေးတယ်အမတစ်ချိန်ကြံသေးတယ်ကျွန်မရေဘူးလေးပြပါဟဲ့အမလေးအမဖုံးကြီးဆိုသွားပြီလုတ်ပါဦးအမလေးဟဲ့အမရတယ်အမကိစ္စမရှိဘူးပေးကျမကိုပေးရှင်ဟုတ်အမရတယ်ကိစ္စမရှိဘူးတို့လေးတောက်လိုက်တာရတယ် Oppo A38 လေရေဆိုခံတယ်ကျမတို့ကြာတင်မောသားဝယ်ထားပေးတာရေဆိုခံတဲ့ဖုန်းမျိုးစားပြောရင်ရပါပြီမရဲ့သူ့ယောက်ျားအမျိုးစားကိုထည့်ပြောလိုက်ပြီလူစုံမီလားတက်ခုမှကြောင်းပြောတယ်ကွယ်ခေါင်းလေးပါကြိုက်တယ်စုံမီလားလူအေးစုံရင်စားလို့ထုတ်ဖုန်းကြံခဲ့ပြီတပည့်မိနိုင်တော့တက်အိမ်ပေါ်တစ်ချက်တန်ဆရာမလည်းမတက်နိုင်တော့ဆရာမစပွဲပေါ်မှာလေ Oppo A3X ဖုန်းလေးရှိတယ်ဆရာမယောက်ျားဝယ်ထားပေးရဖုန်းလေးတစ်ချက်သွားပြီဆရာမစပွဲပေါ်မှာတခြားခြားတော့ငါသမီးသူကဖုန်းလေးကပါတော့လေစာအုပ်တွေကြာမှာပျောက်တယ်နော်တခြားခြားခဲ့နော်
ဆီယမစပွဲပေါ်မှာတဲ့ဆောက်တိထုတ်မိနာရေတမီးတွေ့လည်းမတွေ့ပါရှင်းဆီယမတွေ့လားတမီးဆီယမယောက်ျားဝယ်ထားပြီးတဲ့ဖုန်းလေးမတွေ့ဘူးဆီယမဟောတွေ့လားမတွေ့ဘူးဘာဖြစ်လို့ဆိုဖုန်းကပါနေရောဒီစောက်တိကျမပြောင်းနေနော်ဆီယမသွားယူလာခဏဆောင်နော်တွေ့လားငါသမီးဟုတ်တယ်ဆီယမမတွေ့ဘူးသမီးရှာနေရလေအမလေးဒီမလီငါသမီးရဲ့ Oppo A3X ဆီယမယောက်ျားဝယ်ထားပြီးတဲ့ဖုန်း तू ကပါတော့ပြောင်းနေပါလာအောက်ပြန်စင်းမယ်မလီဟဲဖုန်းမျိုးစားပြောနေရနေရသူ့ယောက်ျားမျိုးစားကထည့်ပြောလိုက်သေး အနီအောင်မင်းဆုံးနေရဘူးလား ဟောအေးရမယ် ဟာဆရာမ ဟဲမလီခုနကောင်လာတဲ့အမလီဘယ်ကိုပြန်ပြီးမှလဲလာခဲ့ပဲ ဖေအောင်စီမောင်ကိုရဆိုင်စင်ကိုရစားဘူး စားဘူး ဟာတော့စားကြည့်ရတယ် ညဘူးကဇက်တင်ငါစားလို့ပါဇက်တင်နေပါအိမ်ဟာတိပါ ညလေကွာတစ်ခါတော့ပဲကွာ ချကွာ သွားမယ်လို့ အနီအောင်မင်းဆုံးနေရဘူးလား ဟောအေးရမယ် ဟာဆရာမ ဟဲမလီခုနကောင်လာတဲ့အမလီဘယ်ကိုပြန်ပြီးမှလဲလာခဲ့ပဲအမေဘဘကဝင်ခဲ့ပါဘဘကနေဝင်ခဲ့ပါလာခဲ့ဟင်ဝင်ခဲ့ပါထိုင်ပါဒီမှာဟမ်ဒီတို့ငါဆိုင်ကိုကွန်းလာဝယ်တယ်ပေါ့လေ မဟုတ်ဆရာမသူ့အမေချောင်းဆိုလို့ကိုရပြောတာကိုရလာဝဲတာ အပိုတွေပြောမနေနဲ့ ဒီပါဦးဆရာမကြတော့လူရည်တောင်းပေးရကိုရရအောင်လေပေါ့တော့စီးပွားရေးတောင်းကြ အယောက်ကြာစမပတ်စံမပို့ဘူး ဟဲ့ငါယောက်ျားပတ်စံပို့တယ်ဆိုတာအိမ်အတွက်ဈေးဖို့အတွက်ပို့တာအခုငါကွန်းရောင်းနေတယ်ဆိုတာလေလူရည်တောင်းပေးရမှာအပိုဝင်ငွေလေးရဖို့ကွန်းရောင်းနေတာဘာဖြစ်လို့လဲနေစမ်းမအောင်နေတို့နှစ်ယောက်လုံးကခေါင်းတွေကြည့်ဟမ်နေပူတွေကဘယ်တော့တောင်ထွက်ထားလဲမသိဘူးကြည့်နေကြောင်နေနဲ့ဟမ်ဟိုတယောက်စပင်ဆိုလို့ချင်းမကြည့်ငှက်တိုက်လူကခေါင်းမှာတင်ထားတာဟမ်အောင်းစီလူရမယ်နေတို့အောင်းစီလူ ဟာဆရာမလည်းအုံးစီမလေးချင်ပါဘူး ဟမ်ဖုံးပိတ်မလို့ခြင်းဘူးလား ဖုံးမိဖုံးမိ အေးလိုချင်လို့ရှိရင်ငါပြောပြမယ်ဒီမှာ shiny ရဲ့အဝလိန်အဝပြောအစီအစဉ်ရှိတယ် shiny booty ရဲ့60 ml 90 ml နဲ့150 ml မှာ hotty လို့ magic cancer မဲ့ဖုံးပိတ်ကတ်လေးတွေပါတယ်အဲ့တော့ဆရာမက4ဘူးတောင်ဝယ်လာတာဆိုတော့ငါသား2ဘူးပဲငါသား2ဘူးစင်ပြီလားโอเคအဲ့ဒါဆိုလို့ရှိရင်ငါသားဘူးကိုဆရာမအရင်ဖောက်မယ်နော်ငါသားဘာကတ်တောင်းတာလဲ ဟောဒီသူ Audio ဟဲ့ငါသားဒါ MPD အဲ့ဒါဆိုလို့ရှိရင်ဆရာမ MPD ဆိုတော့ဆရာမလည်းထည့်ကြည့်လိုက်မယ်ပေါက်တော့ဆရာမယူလိုက်မယ်လေနော်နော်နီဘာဖြစ်လဲမရဘူးလား ရတယ် ဖုံးမိလေးထောင်နေဘူးအဲ့ဖြစ်လဲဆရာမယူလိုက်မယ်လေနော်ကိုဆရာမပဲဟောက်လိုက်မယ်နော်ဆရာမဖုံနဲ့နေအောင်ကြီးတွေပြင်းလွန်းတဲ့ဒီနွေကာလမှာစံသားမွဲချောက်ပျက်စီးရတွေကိုကာကွယ်ပေးဖို့ Chinese အုံးစီနဲ့ပုံမှန်ပေါင်းတင်ပေးပြီးတော့ Chinese အုံးစီမှာပါတဲ့ဖုံးပိတ်ကန်ဆယ်မန်လေးတွေကိုကန်ဆယ်လိုက်ကြရအောင်ဖုံးပိတ်တောင်ဆရာမမပေါက်သွားပြီဆရာမယူလိုက်မယ်နော်ရတယ်ဟုတ်ဒါကြတော့ငါသားရဲ့ဘူးဆရာမဖောက်လိုက်မယ်နော်ငါသားကဘာကတ်သုံးတာလဲငါသားရဲ့ဒါက MPD ဒီလိုတော့အဲ့ဆိုဆရာမပဲယူလိုက်မယ်လေနော်စင်ကြည့်အပြေဘူးလားမပြေလည်းယူလိုက်မယ်ဆရာမနော်ဆရာမဖောက်ကြည့်လိုက်မယ်လေဖုံးပိတ်ထည့်ကြည့်လိုက်မယ်နော်အသားဟာမပေါက်ဘူးဒီလေဝဲကငါသားရဲ့၄ဘူးတောင်မှလေနော်၄ဘူးဆိုလဲ၄ဘူးလုံးတော့ပေါက်မှာမဟုတ်ဘူးလေနော်ငါသားတစ်ဘူးကြံစီမှာဆမပေါက်ပြီမနော်ဘာတစ်ခုပေါက်ပြီနော်ဟဲ့ငါသားပေါက်ပြီပေါက်ပြီနော်အဲ့ဒါကြီးအဲ့ဒါဆိုပေါက်ပြီနော်အဲ့ဒါဒီဖုံးပေးလည်းမပေါက်ပြီးပါပြီဆိုတော့ကဲပေးအုံးစီဘိုးကဲပေးအုံးစီဘိုး ဟာဒီမှာပါတဲ့ကန်ဆယ်မဲ့တောက်တခုမှမရဘူး ဟဲ့မပေးလို့မရဘူးလေဒါငါသားတို့ဝယ်တာလေကန်ဆယ်မရကြငါသားအော်ရီတူဆရာမ MPD မူလို့ MPD လေးထည့်လိုက်တာလေဘာဖြစ်လို့လဲဖုံးပေးဆရာမရသွားလေအုံးစီပလီကငါသားတို့ယူသွားပေါ့ပေးပစံ ဟာအုံးစီကိုပစမပါခဲ့ဆရာမ ဟဲ့ပတ်စံမပါလဲရတယ်ငါသားတို့အိမ်ဆရာမသိရခဏကြီးဆရာမလာယူလိုက်မယ်နော် ပုံရွက်လေးနည်းနည်းရောင်းပေးပါလား ပတ်စံပါလား ဆမ်မဘူးပါရဲ့ ကိုရွက်လိုချင်လို့ရှိရင်အခုအုံးစီဘိုးအရင်ပေးပြီးတော့မှကွန်းရွက်ဘိုးလာပြီနော်ပြန်တော့အော်နေအောင်အုံးစီပလင်းလေးယူအောင်ညတခါတည်းခေါင်းမှာလိမ့်သွား shiny အုံးစီကတဘာဝ organic အုံးစီဖြစ်တဲ့အတွက်တခြားဘေးဥပတ်ဖြစ်စေတဲ့အရာတွေဘာမှရောနှောထားတာမပါဘူးကြတော့ shiny အုံးစီကပေးရတဲ့ဈေးနဲ့ပြန်ရတဲ့ result ကလုံးဝရမ်းမိုက်တယ်မနေ့ကကြလို့ရှိရင်ငါသားတို့စပင်တွေကိုဆရာမလာကြည့်ပြီဒါတော့ယူပါ
ပြီးရဆရာမလာတောင်းမယ်နော်အုံးစီဖို့သွားပြန်တော့ ပြောပါတယ်ပြော ဆရာမယောက်ျားတင်မလားဆရာမပြုတ်သွားတယ်ဆို ပြစ်သွားတာမဟုတ်ရထားသွားတာပြစ်သွားတာမဟုတ်ရထားသွားတာ ကဲရော့သားဒီပုတ်ပြီးအောင်သွားလိုက်နော် ဒီဘက်ကတမီတာကြီးလေးဆရာမ အော်အေးတပီသားစုလည်းပြန်တွက်လိုက်ငါသားရယ်နော်10ကောင်းလောက်ကူလိုက် ဆရာမ ဟေးငါသား အောက်တာပြီးပြန်မယ်နော် အေးပြန်ရမယ် ဆရာမ ဟေးပြောပါလေပြော ဆရာမကြီးရင်မွေးနေရနော်မွေးနေတာပဲဘိုင်မွေးတော့တာလဲ အဲ့ရေမွေးနဲ့တော့မှမေးလို့မရဘူးလားဟမ်တော့မှပြောလို့မရဘူးလားဆရာမ ဆရာမရဲ့တခါလေးပြောလိုက်ပါတော့လားတီးဝိုင်းမမေးတော့ဘူးပေါ့ အေးချပြီနော်ဘာရေမွေးစွတ်ထားလဲပြောလို့ရှိရင်နှောက်မချက်တော့ဘူးသိကြရမလားအေးဟုတ်ပြီဒီမှာဒါက Sun Perfume နဲ့ပြင်သစ်နိုင်ငံကရေသွေးမြင့်ရေမွေးအဆီတွေနဲ့ထုတ်လုပ်ထားပြီးတော့ရွေးချယ်စရာအမျိုးသားအမျိုးသမီးသုံးရေမွေးရနံပေါင်းအမျိုးအစား200ကျော်ရှိတယ်။ရနံကလည်းကြာရှည်ဆွဲခံပြီးတော့ authentic ရနံတွေနဲ့90%နီးပါးတူညီလို့တနေ့ကုန် confident အပြည့်နဲ့အလုပ်လုပ်နိုင်တယ်။ review ကောင်းတွေကလည်းအများကြီးရရှိကြတယ်လေ။နောက်ပြီးကြတော့ဒါကတော့ Rush Floral Rush ဖြစ်ပါတယ် Floral နဲ့ Fruity ရဲ့ထူးခြားပေါင်းစပ်မှုတွေကြောင့်မွေးပြတ်နဲ့ရနံလေးကိုကြီးကြီးလေးလေးရရှိစေပြီးတော့ fresh ဖြစ်စေပါတယ်။နေရအချိန်မရွေးဆွနိုင်တဲ့အပြင်အနုပညာဆန်ဆန် fresh ဖြစ်တဲ့ vibe လေးရကျင်နေဆိုရင်တော့ဒီဟာလေးကိုစွတ်ပေါ့နော်။ဒါလေးကတော့ Creech Advantage ပေါ့နော်သူကတော့ယောက်ျားဆန်ဆန်အနက်ဘက်ကိုကူးတယ်အနံ့ကပြင်းပြင်းချာချာကြီးမဟုတ်ပဲနဲ့ပြလေးလေး gentleman ဆန်တယ်လူကြားတဲ့ကိုဖြတ်သွားပြီဆိုတော့ねဟောအကုန်လုံးကလဲပြန်ငေးကြည့်ရတော့တဲ့ရနံ့မျိုးလေးဖြစ်ပါတယ်ဒါလေးကတော့ juicy apple ပေါ့နော်သူကတော့နာမည်ကြားလိုက်ပြီဆိုတော့နာမည်နဲ့လိုက်အောင်အရေးရွှမ်းပြီးတော့ရင်ထဲကိုအေးမြသွားစီမဲ့ရှုံမြပန်းသီးရနံ့လေးပဲဖြစ်ပါတယ် Snow White ကားတွေကလို့ပန်းသီးအနီလေးကိုကြည့်လိုက်တာနဲ့အနာလူတွေကိုဆွဲဆောင်မှုရှိအောင်မြို့ယူဖန်ဆန်းနိုင်တဲ့ချွတ်ချွတ်အီအနံ့လေးဖြစ်ပါတယ်ကဲရပြီနော်ဆရာမပါရီမှုစွတ်တယ်ဆိုတာရပြီနော်ဘတ်နဲ့အေးကောင်းကိုအသေးမကွဲရဘူး ဆရာမ ပြောပါတယ်ပြော ဆရာမယောက်ျားတင်မလားဆရာမပြုတ်သွားတယ်ဆို ပြစ်သွားတာမဟုတ်ရထားသွားတာပြစ်သွားတာမဟုတ်ရထားသွားတာ အမလီ ထားသွားတာပါသွားတာမဟုတ်ဘူးဘာလို့စောင်းနေရလဲပြန်လာမှမဟုတ်တော့ဘူးဟာ ဟင်နင်တို့ငါဒီနေ့လေကျူရှင်ကို8နာရီမှဆင်းပြီးမှန်အခမ်းအနားစီစဉ်3ရက်မြို့ရမီလက်ဖတ်တူမှကျေးဇူးတင်စကားပြန်လည်ပြောကြားပြီးမှဖြစ်ပါရဲ့ရှင်နင်တို့ဘာလဲငါတို့ကဘယ်တော့ကမှာလဲဒါပြီးရင်နိုးပဲနင်တို့ကမှာတော့ ready လုပ်တာခဏသာမပြောနဲ့နိုးအကကွက်တွေမေ့ကုန်မယ်သွားဒါပြီးရင်လားဟောအေးဟုတ်မမေ့ okay ကျေးဇူးတင်စကားပြောကြားပေးပါတော့ရမီလက်ဖတ်တူကကျေးဇူးတူပဲတင်ရှိပါလေရှင်ဆက်လက်ပြီးတော့အခမ်းအနားစီစဉ်4အရာတာဝန်ရှိလူကြီးမင်းတူမှကျေးဇူးတင်စကားပြန်လည်ပြောကြားပေးမှာဖြစ်ပါရဲ့ရှင်နုနုဘာလဲနေမပြောတော့အစီအစဉ်ပြီးရင်ငါတို့ကားတော့မှာဆိုဒါပြီးရင်နေတို့ပဲသွား ready လုပ်တာအော်ဒီစီစဉ်လားအော်ရောက်ပြီအေးတော့ဒါပြီးရင်နေတို့ပါပဲဆိုတော့ဟာလိမ့်ကြလားသွားပြီမြန် Okay မာပါတော့ sorry တကယ်ချင်း sorry okay တထိုင်နေမယ်နော် okay ဒီစီစဉ်ပြီးမှတဲ့ဟေးဒီစီစဉ်ပြီးမှတဲ့ကျေးဇူးတင်စကားပြောကြားပေးပါတော့သက်ဆိုင်ရာလူကြီးမင်းအားကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်ဟဲ့ပြီးပြီဆက်လက်ပြီးတော့ငါတို့ကားတော့မလားခန္ဓာစီစဉ်9အရာမူလာတန်းကလေးတွေမှာတို့တော်ရွာဆိုတဲ့သချင်းလေးနဲ့ကပြဖျော်ပြမှာဖြစ်ပါတယ်ရှင်ဟမ်